စားရင်အောင်မြင်မယ်ဆိုတာအလိမ်ညာတွေဗျကျွန်တော်ထိုင်းကို16နှစ်ကတည်းကရောက်လာပြီး9နှစ်လုံးစူးစမ်းခဲ့တာခုချိန်ထိကျွန်တော်မရှမ်းတာသေးပါဘူးနေ့တိုင်းရုန်းကန်နေရတော့ပါပဲဒါဆိုရင်ဘာလို့ကျွန်တော်တို့လူငယ်တွေနေ့မနိုင်ညမနာပဲဒီလောက်စူးစမ်းနေတာတော့ဒီနေရာမှာပဲဘာဖြစ်လို့လဲနေရတာလဲမိတ်ဆွေကကျွန်တော်လိုပဲအလုပ်တွေအများကြီးလုပ်နေပေမဲ့အဖက်မတင်ဖြစ်နေလားကျွန်တော်ထိုင်းကိုစရောက်တော့ကအသက်16နှစ်ပဲရှိသေးတယ်ကိုဘတိုးတက်စေဖို့မိသားစုကိုထောက်ပံ့ခြင်းစိတ်တစ်ခုတည်းနဲ့ဘာအလုပ်ပဲဖြစ်ဖြစ်ကျွန်တော်အကုန်လုပ်ခဲ့တယ်အဲ့ချိန်တွေပြတ်တယ်သူငယ်ချင်းတွေနဲ့ပျော်ဖို့ဆိုဝေးပေါ့နားရဆိုလုံးဝမရှိသတော့ပါပဲအဲ့ဒီချိန်ကျွန်တော်ကိုငါဒီလောက်စူးစမ်းနေတာပဲငါမကြခင်ချမ်းသာတော့မယ်ဆိုတဲ့အသွေးနဲ့ပဲတာယာနေခဲ့တာပေါ့ဒါပေမဲ့9နှစ်ဆိုတဲ့အချိန်ကြီးကတာကုန်သွားတယ်စိတ်ပြပြီးစိတ်တက်ခဏကြတာကလွယ်ပြီးဘာမှထူးမလာဘူးအဲ့ဒီချိန်မှာကျွန်တော်စိတ်ပြပြီးငါဘာလို့လဲကြရတာလဲငါဘာတွေအမားလုံးမိနေတော့လဲဆိုပြီးကိုပြန်မေးကြည့်တယ်အဲ့ဒီချိန်မှာကျွန်တော်တခုတဘောပေါက်သွားတာကကျွန်တော်တို့ထိုင်းမှာရုန်းကန်နေရတဲ့မြန်မာလူငယ်အများစုကအလုတ်ရှုပ်တာနဲ့အလုတ်ဖြစ်တာကိုမားနေကြတာမိတ်ဆွေတနေကုန်လုံးစိတ်ယုံထဲမှာပဲဖြစ်ဖြစ်ဆိုင်ထဲမှာပဲဖြစ်ဖြစ်အလုတ်ရှုပ်နေကြတယ်ဒါပေမဲ့ကိုပြန်မေးကြည့်ပါအဲ့အလုတ်ကပင်ပန်းယုံတက်ပဲပင်ပန်းတာလားဒါမှမဟုတ်မိတ်ဆွေရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့လမ်းကြောင်းလားဆိုတာပေါ့ကျွန်တော်တို့အုံနောက်ကတဘာဝအရခက်ခဲပြီးအပြောင်းလဲတွေကိုစဉ်းစားရမှာအရန်ကြောက်တယ်အဲ့ဒါကြောင့်အလုတ်မချုံမဲ့အလုတ်ဟောင်းတွေကိုပဲရွေးချယ်တတ်ကြတယ်အဲ့ဒါကြောင့်မိတ်ဆွေကအလုတ်တွေအများကြီးလောက်ရနေတယ်လို့ထင်ပြီးရလက9နှစ်နေလဲဒီညာပါပဲဖြစ်နေအောင်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတန်တရားထဲကိုဘယ်လိုယုံထွက်ရမှာလဲဘာတွေလုပ်ရမှာလဲဆိုတော့ 80-20% ကိုတုံးရမယ်ဘာပြောတာလဲဆိုတော့မိတ်ဆွေရမယ်ရလက်80%ကမိတ်ဆွေလောက်ရမယ်အလုတ်ထဲက20%ကရလာတာဆိုလိုတာကဘဝကြီးပြောင်းလဲတော့ဖို့အလုတ်တွေအများကြီးပင်ပန်းခံပြီးရှောက်လုပ်နေစရာမလိုပါဘူးဒီနေ့ကစပြီးလဆာရတဲ့အလုတ်ထဲမှာပဲအရှင်ကိုမခံပါနဲ့ကိုဘွားကိုပြောင်းလဲပေးဖို့စကေးအတစ်တစ်ခုကိုလေ့လာလိုက်ပါဥပမာအထိုင်းစကားကိုကျွမ်းကျင်တက်အောင်ခုလို digital လေ့လာတာမျိုးကိုတနေ့2နာရီလောက်အချိန်ပေးပြီးလှုပ်ပစ်လိုက်ပါအလုတ်တွေအများကြီးမလှုပ်ပါနဲ့ဒါပေမဲ့ရှမ်းတာမဲ့လမ်းကြောင်းပေါ်ကိုတော့တက်ထိမိဖြစ်အောင်အားဆိုင်လိုက်ပါအလုတ်စူးစမ်းတာမမားပါဘူးဒါပေမဲ့လူပင်ပန်းပြီးအချိန်ကုန်ယုံတက်ပဲမဖြစ်ပါစေနဲ့ပေါ့ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေဖို့တော့လိုတာပေါ့ကျွန်တော်အခုအသက်23နှစ်ပဲရှိသေးတယ်9နှစ်လုံးစူးစမ်းခဲ့တာမအောင်မြင်သေးဘူးဒါပေမဲ့ကျွန်တော်လုံးဝအရှုံးမပေးသေးဘူးဒီဗီဒီယိုကစပြီးကျွန်တော်ရဲ့ဘဝလမ်းကြောင်းအတစ်ကိုစလိုက်ပါပြီဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကအခုလောလောဆယ်အလောက်ချုပ်ယုံပဲရှုပ်ပြီးဒီနေရာမှာတင်လဲနေတဲ့တူလားဒါမှမဟုတ်ကျွန်တော်နဲ့အတူလမ်းကြောင်းအတစ်ကိုစလိုက်တော့မှလားဆိုတာ comment ထဲမှာမိတ်ဆွေရဲ့အဖြစ်မှန်ကိုမှန်ခဲ့အောင်နော်ကျွန်တော်တို့လိုရုန်းကန်ရမယ့်လူငယ်တွေအတွက်အင်အားရှိစေမဲ့ဗီဒီယိုတွေကိုအမြဲကြည့်ချင်ရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးထားပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်